ကိုကတ်နေတဲ့ကျိန်စာကိုလုံးဝဖယ်ရှားလိုက်ကြပါတယ်။ကျိန်စာပျောက်သွားတဲ့အခါဆူကချက်ချင်းတူးထောက်ပြီးမင်းကလေးရဲ့လက်ကိုနန်းကကျေးဇူးတင်ပါတယ်ဒါပေမဲ့မင်းကလေးကလက်ကိုချက်ချင်းပြန်ဆုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာမင်းကလေးကဆူရဲ့အဖေမှာအန်ရရှိနေသေးတယ်ဆိုတာခံစားမိပါတယ်။ဒါကြောင့်ဆူကိုချက်ချင်းအပြင်ကိုခေါ်သွားပါတယ်။ဒါပေမဲ့သူမအသုံးပြုတဲ့တဲ့ယူပို့စရေးကိုမြင်တဲ့အခါဆူအံ့ဩသွားပါတယ်။မင်းကလေးကဆော့ကိုကစားစရာကားပေါ်တက်ခိုင်းလိုက်ပါတယ်။ပြီးတော့အတန်ကြီးအော်လိုက်ပါတယ်။ချက်ချင်းပဲကစားစရာကားကလေးလိုအရှိန်နဲ့ပြေးထွက်သွားပါတယ်။တောင်ဖွက်စစ်ကားတောင်မလိုက်နိုင်တော့အောင်မြန်နေပါတယ်။တစ်ဖက်မှာတော့လူတွေကဆူရဲ့အဖေတေဆုံးသွားပြီလို့ကြေညာထားကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမင်းကလေးကအဲ့ဒီနေရာကိုရောက်လာပါတယ်။ကားထဲကခုန်ဆင်းပြီးချက်ချင်းဒီလူကြီးမသေးသေးဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆူရဲ့ညီကမယုံတဲ့အပြင်သူတို့အဖေအမွေတစ်ခုလုံးကိုသူ့ကိုပဲပေးခဲ့တယ်လို့ပြောပါတယ်။အမွေဆိုတဲ့စကားကိုကြားလိုက်တဲ့အခါမင်းကလေးကအရာအလုံးကိုချက်ချင်းနားလည်လိုက်ပါတယ်။ဒီအရာအလုံးဟာဆူရဲ့ညီစီမံထားတဲ့လှုပ်ဝက်အကြံစီဖြစ်အမှန်ကိုဖော်ထုတ်ဖို့မင်းကလေးကမန်တန်အင်အားကိုအသုံးပြုလိုက်ပြီးလူကြီးကိုအသက်ပြန်ရှင်လာအောင်လုပ်လိုက်ပါတယ်